အမင်တခါမှမစားဘူးတဲ့ဆိုင်လေးကိုလေတစ်ခေါက်ရောက်သွားရုံနဲ့သဘောကျသွားလို့ဒီ vlog လေးရိုက်ပေးဖြစ်ခဲ့တာဖြစ်ပါတယ်ဒီ vlog လေးကတော့အမင်တို့ကုန်ခဲ့တဲ့ February ကကလောကိုအလဲသွားနေမှာရိုက်ကူးပြခဲ့တဲ့ vlog လေးလည်းဖြစ်ပါတယ်ခင်ဗျဆိုင်နာမည်လေးကတော့လေထန်ကုန်းလို့ခေါ်ပြီးတော့သူကဘယ်မှာရှိလဲဆိုလို့ရှိရင်ကလောနိုင်စင်းကနေပြီးတော့ကျွန်တော်တို့ရက်ကွက်ဆက်တင်နန်းတဲ့ဘက်ကိုသွားလို့ရှိရင်ပေါ့နော်အဲ့မှာတရားလေးမဖြတ်ခင်လမ်းရဲ့ညာဘက်တောင်ကုန်းလေးတက်သွားလို့ရှိရင်ရောက်နေတဲ့နေရာလေးဖြစ်ပါတယ်အမင်ကိုယ်တိုင်ကလည်းလေတဘာဝတယောက်ချစ်တဲ့သူဆိုလေဒီလိုရှူကင်းဒီလို vibe မျိုးဆိုလို့တိတ်သဘောကျလို့ရောက်ချင်းအရန်ကိုပျော်သွားတာဆိုင်နေရှိတယ်အောက်မှာဆိုလို့ဒီမှာလေးဟိုစိုက်ခင်းနေရှိနေရှိတယ်တောင်းလေးမှာပေါ့နော်အမေလောဆိုကျွန်တော်ခုမှထိုင်မယ်အခုမှထားတာတော့ချက်ကရာတာဟိမှထားတယ်ပြီးကြလို့ရှိရင်ပအိုးရွက်ထမင်းတောင်းလေးမှထားတယ်ရှားတော့ဟာလေးပေါ့နော်ဆိုင်လေးကတော့တစ်ခါမှမစားဘူးသေးဘူးအရသာလေးကြီးစမ်းကြည့်မယ်ထိုင်ရတဲ့ vibe ကအရန်ကောင်းတယ်လုံးဝ relax ဖြစ်တယ်ပြီးကြလို့ရှိရင်အေးလို့ပေါ့ရာသီလည်းကောင်းတယ်ဒီလေးလည်းဖြူဖြူဆိုတော့အရန်မိုက်တော့ဆိုင်ရဲ့ location လေသူကဒီတောင်ကုန်းတစ်ခုရဲ့ကြားထဲမှာရှိတဲ့ဒီတောင်ကြားလေးရဲ့တောင်ဆောင်မှာပေါ့နော်တဲလေးတွေအရှို့ရှို့လေးစောက်ထားပြီးတော့အောက်မှာဆိုလို့ရှိရင်စိုက်ခင်းလေးတွေလမ်းမြင်ရတယ်အဲ့မှာဆိုလို့ရှိရင်ဆက်လက်တွေမုံညင်းတွေပေါ့နော် strawberry ကင်းလေးတွေလမ်းမြင်ရတယ်ဒီထန်ကုန်းဆိုတဲ့အတိုင်းပဲဆိုင်တကယ်ကိုလေးထန်တယ်ပေါ့နော်ဟုတ်နောက်တစ်ခုကလေသူ့ဆိုင်မှာကအစားတောက်ကများများစားမရှိဘူးရိုးရစားလေးတွေနောက်ပြီးတော့ချက်ကလာသားဟင်းနဲ့တခြားတော့ပေါ့ပါလေးရောင်းတာပုံများတယ်ပေါ့နော်အမင်းတို့ကတော့သူ့ဆိုင်ကိုမသွားခင်ကြိုပြီးတော့ဟင်းနေကြိုမှာတာတော့မှတော်တော်လေးကိုစောင့်ရတယ်ပေါ့နော်အဲ့တော့အကယ်လို့ဒီဆိုင်ကိုသွားမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ဆိုင်ကိုကြိုဖုန်းဆက်ပြီးတော့ဟင်းပွဲတွေမှာရင်တော့ပိုအဆင်ပြေမယ်လို့တော့သတိပေးလိုပါတယ်ခင်ဗျဒါဖုန်းထမင်းထောက်မှာထားတာပါပြမနာတော့ပါအမင်းတို့ကြိုမာတဲ့ထဲမှာပထမဆုံးရောက်လာတာတော့ပိုးထမင်းတောင်းပေါ့နော်တပိုးထမင်းတောင်းလေးစီးစီးပိုင်ပိုင်လေးနဲ့တော်တော်လေးအရသာကောင်းတယ်နောက်ပြီးလို့ရှိရင်သူ့ရဲ့ကြက်ကြော်ပေါ့အဲ့ကြက်ကြော်လေးအရန်ကောင်းတယ်အဲ့ဒါမျိုးတော်တော်သဘောကျတယ်နောက်ပြီးလို့ရှိရင်အတိုးမြုပ်ကလေးတွေလည်းပါသေးတယ်ပေါ့နော်ပိုးထမင်းဆောင်စားပြီးတော့အနောက်ထပ်မှားထားသေးတဲ့ဒီချက်ကလာသားဟင်းပွဲနဲ့တခြားသောဟင်းတွေကပေါ့တော်တော်လေးကိုကြားထဲမှာစောင့်ရတယ်နောက်ပြီးလို့ရှိရင်သူကအိမ်ချက်ကိုအော်ရာရှိမှချက်ပေးတာဖြစ်တဲ့အတွက်အချိန်ကတော်တော်ပေးရတယ်ပေါ့နော်အဲ့တကူတော့အမင်းတို့နားလဲတယ်နောက်ပြီးကြလို့ရှိရင်ရောက်လာတဲ့ထဲမှာဆိုလို့ရှိရင်သူကဒီချက်ကလာသားဟင်းကိုတခြားသောဟင်းအမယ်လေးနဲ့တွဲပေးတာပေါ့နော်အဲ့မှာဆိုလို့ရှိရင်အမင်းတို့သဘောကျမိတာဆိုလို့ရှိရင်ဒီရေမွန်ကြီးတုပ်ပါတယ်နောက်ပြီးလို့ရှိရင်ဂျူတောင်းနောက်ပြီးလို့ရှိရင်ငရေသီးတောင်းအဲ့ဒါလေးတော်တော်ကောင်းတယ်ငချောက်နေနဲ့ပါတယ်ပေါ့နော်ဂျူတောင်းဒီဟာငရေသီးတောင်းဟုတ်လားမကြိုက်ပြန်အဓိကတော့ဒီဇိုင်းလေးက location ကောင်းတယ်ထိုင်းရတာလုံးဝအေးလူဖြစ်တယ် relax ဖြစ်တယ်ပေါ့နော်အဲ့ဒီအချက်ကိုတော့တော်တော်ကြိုက်တယ်သူ့ရဲ့ထမင်းတောင်းလေးလည်းတော်တော်လေးသဘောကျတယ်ကြီးနေပါမယ်လုံးဝလုံးဝကြည့်ကဲဒီတစ်ခေါက်ကလောရောက်လို့နေရာတိတ်လေးမှာထိုင်ကြည့်နေဆိုလို့ရှိရင်တော့ဒေထန်ကုန်းဆိုတဲ့ဒီဇိုင်းလေးမှာထိုင်ကြည့်ဖို့အတွက်အမြင်ညွှန်းပေးလိုက်ပါတယ်ခင်ဗျဒီ vlog လေးအဆုံးထိအောင်ကြည့်ရှုပဲတူတူရောက်စင်တိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ bye bye